ဒီနေ့လိုခေတ်ကြီးထဲမှာအလောက်ကလည်းပြင်မယ်ဘဝအမောတွေနဲ့ငွေကြေးရရုံရခံရအခြေရလည်းတယောက်တည်း goals ခံနေရလို့ဘဝရများတယောက်တည်းရွေးပြီးကန်ခေစီတာလားလို့စီတဲ့ကြာနေပြီ အဲ့လိုစိတ်ကြကြပြီးတော့ခန်းအမှောင်ထဲမှာတယောက်တည်းငိုချင်နေတဲ့ညမျိုးမှာဆိုရင်မိစလင်းတီယောရဲ့ 90s legendary တခြင်းတစ်ပုဒ်ကိုဒီညရဲ့ Lyrics and Topic အစီအစဉ်ကနေတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ဟုတ်ပါတယ်ခင်ဗျာဒီညရဲ့ Lyrics and Topic အစီအစဉ်လေးမှာကျွန်တော်တို့နဲ့ဒီပါဝင်တင်ဆက်ပေးတော့မယ့်ဒီလေးကတော့ကိုတန်းစင်နော်ဒီနေ့မှာဒီသချင်းလေးရဲ့အကြောင်း That's the way it is သချင်းလေးရဲ့အကြောင်းကျွန်တော်တို့နှစ်ယောက်ကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီသချင်းလေးကိုကျွန်တော်တို့နိုင်ငံကျော်ဆိုတော့အရန်တော်ပြီးအရန်လဲချစ်စရာပေါ့ကွယ်လွန်သွားခဲ့ပြီပဲဖြစ်တယ်ကျွန်တော်တို့အားလုံးချစ်ရတယ်ကျွန်တော်အမမမီခဲ့ရလဲမြန်မာမှုပြုတ်ပြီးအောင်မြင်တဲ့သချင်းလေးတစ်ပုဒ်ဖြစ်ပြန်လဲထပ်ပြီးခဲ့ပူပါတယ်ခင်ဗျာငယ်ငယ်တော့နားထောင်ခဲ့တုန်းကတော့ဟောက်သချင်းအလန်းစားတစ်ပုဒ်ဒီထက်မပိုခဲ့ပါဘူးအရွယ်ရောက်လို့ဘဝအမော်တွေကြုံလာရတော့ဒီသချင်းကိုပြန်နားထောင်လိုက်ကိုဘေနာမှာဖက်လဲတကင်အားပေးနေတယ်လို့ခံစားရစေတာပဲဖြစ်ပါတယ် ဒါပေါ့ LS ရဲ့ yeah ဒီတခြင်းက99ကထွက်ခဲ့တယ်ဆိုပေမဲ့ Britney Spears နဲ့ Backstreet Boys တို့ရဲ့ hit တခြင်းတွေကိုအဓိကရေးပေးခဲ့တဲ့ maker ကြီး Max Martin ကိုယ်တိုင်ဖန်တီးထားတာဗျ ဟုတ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဒီ music ကဒီတခြင်းကဒီသူ့ရဲ့ beat နဲ့တင်ဒီလူကို motivation တွေအပြည့်ဖြစ်လာစေတာပဲဖြစ်ပါတယ်သူ့ရဲ့အောင်မြင်မှုကလည်းမသေးဘူးเนาะကိုတန်းနေအဲ့ဒါပေါ့အောင်မြင်မှုအကြောင်းကိုစပြောပြပြပါ ဟုတ်တာပေါ့ LS ရဲ့ကဘာတောင်ကချက်တော်များများမှာ top 10ဝင်ခဲ့တာအထူးသဖြင့် Billboard ရဲ့ Adult Contemporary ချက်မှာဆိုရင် number 1နေရာကို15ဘက်တိုင်တိုင်သုံးဖို့ထားခဲ့ပြီးတော့ BMI Pop Award မှာဆိုရင်လဲစုတွေတင်းကျုံရတဲ့ထင်အောင်မြင်ခဲ့တာ ဟုတ်ပါတယ်ခင်ဗျာဒီတခြင်းလေးဒီလောက်ထိအောင်မြင်ရတဲ့အကြောင်းကတော့နားဆင်သူတွေရင်ပတ်တင်တာရောင်းလာတဲ့အထိအနက်ဆိုင်ဆုံးနေရာအထိ motivation တွေကိုထည့်ပေးနိုင်စွမ်းရှိခဲ့လို့ပါအဲ့တော့ဒီတခြင်းလေးရဲ့ chorus vibe ကိုကိုတန်းစင်ကဆက်ပြီးပေးသက်သူရှင်းပြပေးတယ် ဟုတ်ပါတယ် chorus စာသားလေးကတော့ဒီလိုပါ When you want it the most there is no easy way out မင်းခုကိုလိုချင်ဆုံးအခြေအနေမှာလွယ်လွယ်ကူကူထွက်ပေါက်ဆိုတာရှိတယ် When you are ready to go and your head is lesson down မင်းရှေ့ဆက်ဖို့အသင့်ဖြစ်နေမယ်မင်းနှလုံးသားကတဏှာတွေဝင်နေတဲ့အခါ Don't give up on your faith မင်းရဲ့ယုံကြည်ချက်ကိုဘယ်တော့မှလက်မလွတ် Left hand to those who believe ချစ်ချင်းမေတ္တာနဲ့ကောင်းမွန်တဲ့ຢာတွေကတကယ်ယုံကြည်တဲ့သူကိုမှတက်ရောက်တယ် And that is way it is ပြီးတော့ဒါဟာဘဝရဲ့ဘောတဘာဝပို့ ဟုတ်ပါတယ်ခင်ဗျာဒါဟာဘဝရဲ့သဘောတဘာဝတစ်ခုပါပဲလွယ်လွယ်ကူကူထွက်ပေါက်မရှိလေအရှုံးမပေးပဲအကောင်းမြင်စိမ့်နဲ့ရှေ့ဆက်သွားရမယ်ဆိုပြီးဟောအားပေးသွားခဲ့တာပါ ဒါရင်ဘယ်ကမလဲ LS တချင်းရဲ့အမြင့်ဆုံး peace ဖြစ်တဲ့ bridge ပိုင်းမှာလေလူကိုရင်ထဲကနေအားရှိစေမဲ့စာသားတွေလည်းပါသေးတယ်ဗျ ဟုတ်ပါတယ်ခင်ဗျာဒီအပိုင်းမှာဆိုရင်လည်းခံစားချက်အပြည့်နဲ့ညင်ညင်သာသာဆိုနေရတာနဲ့အင်အားအပြည့်နဲ့ဆိုသွားခဲ့တာပါသူဆိုသွားတဲ့စာသားတွေရဲ့အဓိပ္ပာယ်ကတော့ when life is empty with no tomorrow ဒီဘဝရဲ့ဗာမျောလင်းချက်မှမရှိပဲမနှက်ဖြန်နိုင်ရလဲအဓိပ္ပာယ်နဲ့နေတယ်ခံစားရတယ် and loneliness start to call တယောက်တည်းဒီကြံမှုတွေကမင်းစီကိုလိုဝင်လာတဲ့အခါ baby don't worry and forget your sorrow please မင်းမစိုးရိမ်ပါမင်းရဲ့သူ့ဆွေးတော့ကတွေမြင်ကြလိုက်ပါ Cause love's gonna come carry it on ဘာလို့လဲဆိုတော့ချင်းမြတ်တာအရာအားလုံးကိုနောက်ဆုံးနိုင်ရမှာ ဟုတ်ပြီပဲ LS ဘဝမှာလဲကြနေတဲ့အချိန်ဒါမှမဟုတ်ကိုယ့်ကိုယ်ကိုတဏှာဝင်နေတဲ့အချိန်မှာရင်ဝင်ကြဲကြီးတစ်ခုကမင်းကိုလာဖက်ပြီးတော့မင်းအဆင်ပြေသွားမှာပါမင်းတယောက်တည်းမဟုတ်ဘူးဆိုတော့နှစ်သိမ့်နဲ့ခံစားမှုတွေကိုမင်းကိုပေးသေးချင်တာ ဟုတ်ပါတယ်ခင်ဗျာဒီတော့ FMB Media ချစ်ပိတ်သက်တွေလည်းအလုတ်အကြောင်းတွေတောကတွေအားလုံးကိုခဏလေးဘေးဖယ်ထားပြီးဒီ Slang Dion ရဲ့ That's the way it is ဆိုတဲ့ချင်းလေးကိုနားထောင်ရင်ကို
fighting ဆိုပြီးပြန်ပြီးအားဖြည့်ကြရအောင်ပါခင်ဗျာ ချစ်ပရိသတ်တွေရောစိတ်သက်ကြနေချိန်တိုင်းနားထောင်ပြီးတဲ့သချင်းလေးတွေရှိရင် comment မှာမျှဝေပေးပါ ကျွန်တော်လည်းသိရတာပေါ့ခင်ဗျာကျွန်တော်လည်းလိုက်နားထောင်လို့ရတော့တော့ကျွန်တော်တို့ FYB Media ကနေအပတ်စဉ်တောက်ကြနေည8 နာရီတိုင်းမှာတင်ဆက်ပေးနေတဲ့ Lyrics and Topic အစီအစဉ်လေးမှာနောက်တစ်ပတ်တောက်ကြနေမှာဘယ်လိုသချင်းလေးတွေစာသားတွေ Lyrics အကြောင်းတွေတင်ဆက်ပေးမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာနောက်တစ်ပတ်တောက်ကြနေည8 နာရီမှာပြန်တွေ့ကြပါမယ်ခင်ဗျာဒီတစ်ပတ်ရဲ့ Lyrics and Topic အစီအစဉ်လေးတော့ဒီလောက်နဲ့ပဲကျွန်တော်ညီကိုညကနေနောက်ဆက်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါခင်ဗျာ